အားလုံးပဲမင်္ဂလာပါ9ရက်နေ့ကနေ13ရက်နေ့ထိ9ရက်အတွင်းခံမှန်းချက်လေးတွေကိုပြောပြပါမယ်4 6 9ဒီ3လုံးပေါင်းခြင်း9တလုံးဟာဟူးမကျော်ပါဘူးဒီခါကနန်းပေါင်းခြင်းတောက်ကြံဒီခါကနန်းပေါင်းခြင်း3ခွန်ပေါင်းရင်3ညဟာလည်းဟူးမကျော်ပါဘူးဒီကီးနှလုံးကို main ကင်ပါမယ်ဒီကီးနှလုံးဟာဟူးမကျော်ပါဘူးထိတ်နဲ့ပိတ်နဲ့ညီကိုဖြစ်ထားတာဖြစ်တဲ့အတွက်9-3ညအချိန်ရလာပါမယ်ဒီပုံမှာဆိုလဲသူက4-1-6-4ဆိုပြီးရှိပါတယ်သူ့ရဲ့အပေါ်မှာ1-4-4-2ဆိုတာရှိပါတယ်အဲ့မှာထိတ်နဲ့ပိတ်နဲ့1ရယ်2ရယ်ထိတ်နဲ့ပိတ်နဲ့ထိတ်ပိတ်ညီကိုဖြစ်ထားတယ်အဲ့ဒီ9-3ညအချိန်ကိုတစ်ပတ်လုံးမချခဲ့ပဲနဲ့ဖျောက်ထားခဲ့ပါတယ်အခုတော့9-3ညအချိန်ဒီတစ်ပတ်မှာလာပါလိမ့်မယ်ဒီတောက်ကြံနေမိနစ်မှာပါဝါကျလို့ရှိရင်သူက2ခွန်4ကိုအခွေလာတယ်1-6ခွန်အခွေလာတယ်အဲ့ဒီအခွေတွေကအခုပတ်မှာဖတ်ပါလိမ့်မယ်တောက်ကြံနေမိနစ်မှာပါဝါကျခဲ့လို့ရှိရင်အဲ့ဒီအခွေ2ခုရဲ့ထူးခြားချက်ကလေးကိုလိုက်ပြီးတော့စစ်ကြည့်ထားတာ2ခွန်4ကို1-6ခွန်အဲ့ဒီမှာဘုံတူနေတာက2ခွန်တူတာဖယ်ပြီးတော့တွဲလိုက်ရင်ကနန်း6လုံးရတယ်1-4-6ခွန်9ကနန်း6လုံးဟာအကွက်အနေနဲ့ဖန်တီးမယ်ဆိုရင်15ကွက်ရှိတယ်အပူးလုံးဝမပါဘူး15ကွက်ရှိတယ်အဲ့တောက်ကြံနေမနဲ့ပါဝါထွက်ပြီးလို့ရှိရင်နောက်တစ်ပတ်3ရက်အတော်တွင်မှာအဲ့ဒီ15ကွက်ထဲကအနည်းလေးတစ်ကွက်ထွက်တယ်တစ်ပတ်လုံးမှာ2ကွက်လောက်ထွက်တယ်အောက်ရက်မှာသူ့ဘာသူထွက်မထွက်ဒီအခွေ2ခွေကိုအခွေဆော့ခြင်းတဲ့လူကဆော့မဆော့ခြင်းကြောင်ပိတ်လေးချောင်းရမယ်ကြောင်ပိတ်လေးချောင်းမယ်ဆိုရင်တနင်္လာအင်္ဂါ2ရက်လွှတ်ထားလိုက်ဟိုထိုးကြီးတွေမျက်နေတဲ့လူကတော့ကြောင်ပိတ်ကိုလိုက်ဆရာမလိုပါဘူးတနင်္လာအင်္ဂါနဲ့တင်အခြေအနေကောင်းသွားတဲ့လူကနားပါတကယ်လို့မှတနင်္လာအင်္ဂါမှာအခြေအနေမကောင်းဘူးလိုက်ထားတာတွေလွဲနေတယ်ဆိုရင်တော့ဒီအခွေ2ခွေကလည်းမထွက်သေးဘူးဆိုရင်ဗုဒ္ဓဦးနေ့မှာကြောင်ပိတ်ကြိုင်ရမှာပါဒါကကြောင်ပိတ်ဖမ်းမဲ့ပုံစံလေးကိုပြောပြတာအဲ့တော့ဒီအခွေ2ခုစလုံးမထွက်သေးဘူးဆိုရင်အခွေ2ခုကိုလှမ်းတွဲလိုက်ရင်6လုံးရတယ်6လုံးကိုခွေလိုက်ရင်15ခွက်ရတယ်15ခွက်ကိုဗုဒ္ဓဦးနေ့မှာလိုက်ပါမယ်ဒီကလင်နာအနီမှာပေါ့နော်စစ်ထားတာတစ်ပတ်မှာပြတ်ပင်မရှိဘူးတောက်ကြံနေမနဲ့ပါဝါကျလို့ရှိရင်ဒီအခွေတွေထွက်တယ်တချို့တစ်ခွေတည်းလိုက်မယ်ဆိုရင်တော့သူကဗုဒ္ဓဦးကျော်နဲ့ကျော်သွားမှာပေါ့နော်ဒါပေမဲ့အဲ့ဒီ2ခွေကိုချုပ်ပြီးလိုက်မယ်ဆိုရင်တော့သူကဗုဒ္ဓဦးတွဲမှာတစ်ကွက်အနည်းလေးထွက်တယ်အောက်ရက်မှာဆက်ထွက်တယ်တစ်ပတ်မှာ2ကွက်လောက်တော့အနည်းလေးထွက်တယ်အဲ့ဒီအတွက်ကိုဒီကောင်ကြောင်ပိတ်ဗုဒ္ဓဦးနေ့မှာဖမ်းရမှာပါကြောင်ပိတ်ထိုးဖို့အတွက်ဒါအကြံဉာဏ်ပေးတာပေါ့နော်နောက်ဒီမှာ9-1-2ဆိုပြီးတော့အပိတ်2ပိတ်တူထားပြီ2ပိတ်တူထားလို့ရှိရင်သူက2ခွန်4ပရိတ်တွေလာပါတယ်ဒီမှာ1ရက်2ရက်မလာသေးဘူး2ပရိတ်ခွန်ပရိတ်2ခွန်ပရိတ်ကိုဖျောက်သွားတာဖြစ်တဲ့အတွက်2ခွန်4ပရိတ်ဒီမှာခါးညီကိုဖြစ်လို့ရှိရင်3ည8အချိန်9-3ညအချိန်တွေထွက်သွားတယ်ဟလာ3-4-8ပရိတ်တွေမလာသေးဘူးနော်အဲ့ဒီမှာအခု2ခွန်4ပရိတ်ကိုလည်းသူကဖျောက်ထားတာ2ခွန်4ပရိတ်ကိုမလာသေးဘူးအဲ့ဒီအတွက်ဒီမှာကာမကျော်ဘူးပေါ့နော်2ခွန်4ပရိတ်ကလာပါလိမ့်မယ်နောက်တွေ့ထားတဲ့1ချိန်ပေါ့နော်1ချိန်လေးသူကဒီနောက်လုံးရဲ့ဒီနောက်တစ်နေ့ရဲ့ညနေခဏနှလုံးရဲ့လှမ်းပေါင်းလိုက်လို့ရှိရင်2ရပါတယ်2ရဲ့ time power 6 6ချိန်မှာ2ရဲ့9ရဲ့2ရဲ့ပေါင်းရင်3ရဲ့ time power 3 1အချိန်မှာဒီမှာ6ရဲ့9ရဲ့9ရဲ့ပေါင်း2
နှစ်ရဲ့ time power 6နှစ်6ချိန်အဲ့ဒီ key 1ချိန်နဲ့ break ကလေးနဲ့တွဲပြီးတော့ပြီးရပေါ့နော်အပေါ်မှာရှိတယ်ဒီမှာဒီ key ဆိုရင်နှစ်6 1ချိန်နှစ်6 1ချိန်ကိုနှစ်6 1ချိန်ကိုဒီမှာ1ရဲ့အပေါ်မှာ6လေးဒီနေရာမှာ6လေးညနေခင်းတောက်ကြညနေခင်း6လေးပါအဲ့တော့6တိတ်စီနဲ့ပေါင်းမယ်ဆိုရင်6ဆိုတော့သူက8ပါဝါ3 8နှစ်ခက်1 8 3 1 break နဲ့ဒီနှစ်6အချိန်လေးနဲ့ပြီးသွားတာတွေ့ရပေါ့နော်ဒီမှာနှစ်6အချိန်နဲ့8 3 1 break ထဲက1 break နဲ့မပြီးရပေါ့နော်ပြီးတာက6ရက်ရှိပြီအခုဒီနေ့ထပ်ပြီးမယ်ဆိုရင်သူကဒီမှာဆိုလဲ3 1ချိန်ကို168 break 168 break ကဒီ3လုံးပေါင်းခြင်းထိပ်3လုံးပေါင်းခြင်း6 1 ပေါင်းလိုက်လို့ရှိရင်1ရဲ့ပါဝါ6ရဲ့နှစ်ခက်8 168 break နဲ့3 1ချိန်နဲ့ဒီမှာ8 3ဆိုပြီးတော့1 break ပြီးသွားပါတယ်ဒီမှာဆိုရင်ဒီနေ့ဆိုရင်6 9 9 3လုံးပေါင်းလိုက်လို့ရှိရင်2ရဲ့ time power 6နှစ်6ချိန်ကိုဒီ3လုံးပေါင်းခြင်း1 9 ခွန်3လုံးပေါင်းရင်ခွန်ပါဝါ2ခွန်နှစ်ခက်3ညခွန်နှစ်3ညပြိနဲ့နှစ်6ချိန်နဲ့ဒီမှာတွဲပြီးထားတယ်တနင်္လာနေ့တည်းကဒီပျောက်ထားတဲ့9 3ညနှလုံးနဲ့တစ်လုံးလာမယ်လို့ခန့်မှန်းပါတယ်အဲ့တော့ဒီနှစ်6ချိန်နဲ့9 3ညတစ်လုံးနဲ့တွဲထားတဲ့9နှစ်နဲ့3ညနှစ်ကိုပို့ကြိုက်တယ်ပေါ့နော်9နှစ်3ညနှစ်ကိုပို့ကြိုက်ပါတယ်ဒါပေမဲ့ main ခုတစ်ပတ်မှာကိုလိုက်မဲ့ပတိယာ9ပါ9ကိုဘာနဲ့ကတ်မလဲဆိုရင်9ကို8 3 1 5ကီလေးလုံးနဲ့ကတ်ပါမယ်ဒီမှာ9 ဆိုတဲ့တစ်ခွက်ပြောက်ကနဲ့9နဲ့9နဲ့9 ဆိုတဲ့တစ်ခွက်ဒီ break တွေနဲ့မညှိပဲမဲ့နော်9 ဆိုတဲ့တစ်ခွက်ကိုထည့်ထိုးရပါမယ်9ကပျောက်ပြီးလို့ရှိရင်သူကများသောအားဖြင့်လာတာ9 1ရယ်9 9ရယ်ကိုကြိုက်တာဒီထဲမှာဒီကနေ့ကျန်တာရေးပြီးတော့နောက်9ခွန်ရယ်ပေါ့နော်ဒါပေမဲ့ကိုက main ပတ်တီဒီတစ်ပတ်ကိုကိုင်မဲ့ပတ်တီကကိုက main ပတ်တီပါကိုကို8 3 1 5လေးလုံးနဲ့ main တင်ထိုးပါမယ်ကိုပတ်ပြီးဒီလေးလုံးနဲ့တင်ထိုးပါမယ်ကိုဟာတစ်ဖြစ်အလုံးနဲ့ထွက်သွားရင်တော့မှ8 3 1 5နဲ့အဲ့ဒီလေးလုံးနဲ့လေးလုံးကီးနဲ့အောက်မှာနောက်တစ်ချိန်ပြန်ထွက်လာပါလိမ့်မယ်အဲ့ဒီတော့ကိုလိုက်ချင်တဲ့သူကကိုလိုက်ပြီးရင်ဒီဟာလေးကိုဆက်ပြီးအေးစေးစေးထိုင်ထိုးနေလို့ရပါတယ်တစ်ခုဆိုတစ်ခုကိုပဲပိုင်ပိုင်နေစိတ်အေးလက်အေးနဲ့လှုပ်ပါအများကြီးမလှုပ်ပါနဲ့ဒီမနေ့ကိုတော့တနင်္လာမနေ့ညကိုဒါလေးတွေထိုးပါမယ်ဒီပရိတ်ကလေးရလဲခေါင်းထဲမှာထည့်ထားပါနော်9နဲ့ပတ်သက်တဲ့ပရိတ်က9နှစ်ပါသွားပြီနော်ပြောင်းကနေ9နဲ့ဒီပရိတ်နဲ့ထွက်မယ်ဆိုရင်9ခွန်လေးတစ်ခွက်ထည့်ထိုးပါမယ်နောက်9ဘူးလေးတစ်ခုထည့်ထိုးပါမယ်နော်ဒါလေးတွေကတော့ပရိတ်အနေနဲ့မနေ့ပိုင်းမှာနေပေးမယ်9နဲ့ပေးသွားမယ်ဆိုရင်ဒါကိုယ့်ဘက်ကကာဘာအနေနဲ့ထိုးရမှာလေပေါ့နော်ကိုနဲ့ပတ်သက်ရင်တော့ကိုပတ်တီစော့ပါမယ်ကိုဒီကီးလေးလုံးနဲ့တွဲပြီးတော့ထိုးပါမယ်ဒါလေးကိုပတ်တီရဲ့အနေထားလေးကိုတစ်ချက်စစ်ပြပေးမယ်နော်ကြာတာပရိနိကနံခွန်3ည3ည3လုံးပေါင်းရင်ခွန်ပတ်တီမပြောက်ပါဘူးခွန်ပတ်တီကားမကျော်လာပါတယ်သူဘယ်ကီးနဲ့ main key အနေနဲ့ထုတ်ပြီးတော့ဖတ်သွားလဲဆိုရင်4နဲ့သက်ဆိုင်တာ4ပါဝါ9 4နှစ်ခက်2 4ရဲ့ time power ခွန်4 9နှစ်ခွန်ကီးနဲ့ဒီခွန်တစ်လုံးဟာမပြီးပါတယ်အဲ့တော့ဒီမှာခွန်ပတ်တီကိုပတ်ပြီးပြီဆိုရင်ဒီကီးလေးလုံးနဲ့အောက်ရမှာဒီ၄ခွက်ထဲထိုင်ပြီးတော့မွေးထိုးလို့ရပါတယ်ဒီမှာဒီပတ်မှာဆိုရင်3ည4 9 3လုံးပေါင်းရင်3ပတ်တီဟာနော်နောက်တစ်ပတ်မှာကားမကျော်ပါဘူး3ပတ်တီလာပါတယ်3ကိုအခြားလုံးနဲ့ထွက်သွားတယ်ဆိုပေမဲ့သူ့ရဲ့ကီး
ခွန်နဲ့သက်ဆိုင်တဲ့ဒီခွန်နှစ်3ည4သုံးတစ်လုံးကိုခွန်နှစ်3ည4နဲ့တွဲပြီးတော့ပြီးသွားပါတယ်4နှစ်4သုံးလုံးပေါင်းရင်3ည3ညကို4နဲ့သက်ဆိုင်တာ4 9နှစ်ခွန်4 9နှစ်ခွန်နဲ့3ညကိုတွဲပြီးတော့ပြီးပါတယ်နော်3ညတစ်လုံးကမကြောပါဘူး8ခွန်ခွန်သုံးလုံးပေါင်းရင်နှစ်တစ်လုံးကမကြောပါဘူးအဲ့နှစ်ကို9နဲ့သက်ဆိုင်တဲ့ဒီကထိတ်လုံး9နဲ့သက်ဆိုင်တဲ့9 3ည3 8ကထိုင်းပါပါ9 3ည3 8နဲ့ကပ်ပြီးတော့ပြီးပါတယ်နှစ်တစ်လုံးဒါဆိုတော့ပတ်တိရော main ကွက်ကောသူပြီးသွားတာပေါ့နော်ဒီဟာလေးတွေကကိုယ့်ဘောက်ကိုထိုးယူနေတာပဲပေါ့နော်ပြောမပြဘူးဟိုအရင်ပတ်တွေကမပြခဲ့ဘူးဒီအခွေကိုနဲ့တူတူလိုက်ခဲ့တဲ့လူများရှိခဲ့လို့ရှိရင်ပေါ့နော်အခွေနဲ့ရှုံးသွားမှကျင်းသေးတယ်ရှေ့ဘက်ကအဲ့ဒီအတွက်ကိုချင်းစားတဲ့အတွက်ဒီခွင်ကိုချက်ပြတာပေါ့နော်ကနန်း၄ခွက် main ထိုးပြီးတော့ဒီပတ်သီးနဲ့ပစံအမျက်ပြန်ရအောင်ရှုံးကြွေးတွေပြန်ရအောင်လုပ်ဖို့လို့ဒါဒီခွင်ကိုပြပေးတာနော်ဒီမှာ1 5 3လုံးပေါင်းလို့ရှိရင်ကိုဒီ4နဲ့သက်ဆိုင်တဲ့4 9နှစ်ခွန်ကို4 9နှစ်ခွန်နဲ့ပဲပြီးသွားပါတယ်ကိုပတ်တီတင်ခွက်နဲ့သူပြီးသွားတယ်ဒီမှာ3လုံးပေါင်းရင်883 3လုံးပေါင်းလို့ရှိရင်ကိုဒီ3ညနဲ့သက်ဆိုင်တဲ့3ည5ခွန်ကို3ည5ခွန်ကိုကပ်ပြီးတော့ကိုဆိုပြီးထပ်သွားပါတယ်အဲ့တော့ဒီမှာ6 3ည1 3လုံးပေါင်းရင်ခွန်ပန်တီကမကြောပါဘူး9နဲ့သက်ဆိုင်တဲ့9 3ည3 8တွဲပြီးပါတယ်ဒီမှာ3လုံးပေါင်းရင်1 4 4 3လုံးပေါင်းရင်ကို4နဲ့သက်ဆိုင်တဲ့4 9နှစ်ခွန်4 9နှစ်ခွန်နဲ့တွဲပြီးတော့ပြီးပါတယ်ကိုတစ်လုံး4 9နှစ်ခွန်နဲ့တွဲပြီးပါတယ်ကိုတစ်ပတ်မှာတော့4 6 9 3လုံးပေါင်းလို့ရှိရင်အဲ့ဒီတစ်လုံးကိုဒီ8နဲ့သက်ဆိုင်တဲ့8ပါဝါ3 8နဲ့ခက်1 8ရဲ့ထိုင်းပါဝါ5 8 3 1 5 main key နဲ့တစ်လုံးပြီးမယ်လို့ခံမှန်းပါတယ်ဒါကတစ်လုံးဒီပြင်အလုံးနဲ့ထွက်သွားရင်တော့မှအောက်ရမှာလိုက်ပြီးတော့၄ခွက်ထဲထိုင်းထိုးပါဒါဆိုရင်အမြတ်များရပါလိမ့်မယ်ဒါတွေကတော့ကိုမြင်ထားတွေ့ထားတာတွေပြောပေးတာနော်အဲ့တော့မိကြိုက်နှစ်တက်သလိုပေါက်ကနန်းကိုစဉ်းစားပါကိုကတော့တစ်လုံးကိုလိုက်ပါမယ်ကိုနဲ့တူသဘောတူရင်တူတဲ့လူလိုက်ပေါ့နော်သဘောမတူလဲမလိုက်ဖက်နေလို့ရပါတယ်โอเคအားလုံးကံကောင်းကြပါစေအားလုံးဘိုင်နော်